view မှာတော့ chapter 4 disease ရင် present animal တွေကတိရစ္ဆာန်တွေမှာဖြစ်တဲ့ရောအကူးဆိုင်တဲ့နိုင်တဲ့ယောဂကြီးငှက်ဖျားအကြောင်းရှင်းပြခဲ့တဲ့နေရာမှာငှက်ဖျားကိုငှက်ဖျားကိုဘယ်လိုကုသမလဲဆိုတဲ့အကြောင်းဆက်ပြီးရှင်းပြပါမယ်ကုသတာကိုဘယ်လိုပြောလဲဆိုရင်တော့ treating malaria treating ဆိုတာကုသခြင်း malaria ဆိုတာငှက်ဖျားယောဂ malaria ငှက်ဖျားယောဂကိုကုသခြင်းဘယ်လိုတွေနဲ့ကုသမလဲဆိုရင်သူကဆေးဝါးတွေနဲ့ကုသတာပေါ့နော်အဓိကပြောရမယ်ဆိုရင်ဒီထဲမှာကသူကဆေးဝါးပေါ့အဓိကငှက်ဖျားကိုဆေးဝါးနဲ့ကုသတယ်လို့ပြောလို့ရပါတယ်ဆေးထိုးတာမဟုတ်ဘူးဆေးဝါးနဲ့ပဲသူအဓိကကုသတယ်ပြောလို့ရတယ်။ဒါဆိုရင် quinine and chloroquine ဒါသူရဲ့ဆေးဝါးဖြစ်တယ်ပေါ့နော် quinine and chloroquine ဆိုရင်ねanti malaria drugs anti malaria ဆိုတာက anti ဆိုတာဆန့်ကျင်တာ malaria ဆိုတာငှက်ဖျားနဲ့ဆိုင်တော့ဆန့်ကျင်တဲ့ပစ္စည်းပေါ့နော်ငှက်ဖျားတိုက်ခတ်တဲ့ပစ္စည်း drug ဆေးဝါးဖြစ်ပါတယ် use အကောင်အသုံးပြုပါတယ်တဲ့ to treat infected people to treat ဆိုတာကုသရင် infected people ဆိုတာက infected ဆိုတာကူးစက်ထားသော people ကူးစက်ထားသောလူများကိုကုသရင်အတွက်ဘယ်လာသုံးလဲဆိုရင် quinine နဲ့ chloroquine ကိုဘာအနေနဲ့သုံးလဲဆိုရင် anti malaria drugs အနေနဲ့သုံးပါတယ်တဲ့ဒါဆိုရင် anti malaria drug ဆိုတာကငှက်ဖျားကိုတိုက်ဖြတ်တဲ့ဆေးနောက်ကကြောက်ပါလေအဲ့ဒါကဘာလဲသူကယောဂဖြစ်တဲ့အချိန်ဖြစ်ပြီးသားသူမှာကုသတာပေါ့နော် They are also used as a prophylactic preventive drugs အဲ့နှစ်ကောင်quinine နဲ့ chloroquine ကိုပဲတဲ့ဘာမှသုံးသေးလဲဆိုလို့ရှိရင် They are also used as အဲ့ဒါကိုသုံးပါသေးတယ် prophylactic ဆိုတာဘာလဲ PRO PHY LACTIC prophylactic ဆိုတာဘာလဲဆိုရင်သူက preventive လို့အဓိပ္ပာယ်ရပါတယ်တဲ့ preventive ဆိုတာသူကကြိုတင်ကာကွယ်တားဆီးပေးတယ် preventive ဆိုတာဘာလဲဆိုရင်ကြိုတင်ကာကွယ်တားဆီးပေးတဲ့ drug ဆေးဝါးပဲဖြစ်ပါတယ်တဲ့ဒါဆိုရင်ဒီ quinine နဲ့ chloroquine ကိုဒီငှက်ဖျားတွေကိုတိုက်ဖြတ်တဲ့ပစ္စည်းအနေနဲ့ငှက်ဖျားတွေကိုတိုက်ဖြတ်တဲ့ပစ္စည်းအနေနဲ့သုံးတယ်ပြီးတော့ယောဂဖြစ်နေပြီးသားသူတွေကိုကုသတယ်နောက်တစ်ခုသူ့ကိုဗာလဲ prophylactic နဲ့ preventive drugs ယောဂကိုကာကွယ်တဲ့ဥစ္စာအနေနဲ့လည်းကုသတယ် stopping an infection ယောဂကာကွယ်အနေနဲ့ကုသရဆိုတော့ဘာလို့မလဲ stopping ဆိုတာတားဆီးမယ်ရက်တန့်မယ် infection ကူးစက်ယောဂ occurring ဆိုတာဖြစ်ပေါ်လာခြင်းကူးစက်ယောဂဖြစ်ပေါ်လာခြင်းကိုသူကုသအောင် if a person လူတစ်ယောက်ကဆိုရင် is bitten by infected mosquito is bitten ကိုက်ခံရပါမယ် by infected mosquito ကူးစက်ပြီးသားချင်းအကိုက်ခံခဲ့ရလို့ရှိရင်တဲ့ကူးစက်တဲ့ချင်းကူးစက်ပြီးသားယောဂဖြစ်နေတဲ့ချင်းလူတစ်ယောက်ကိုကိုက်လို့ရှိရင်အဲ့လူမှာယောဂကူးစက်မှုမဖြစ်အောင်တားဆီးပေးပါတယ်တဲ့အဲ့ prophylactic drug ဆိုဒါပါလဲဆိုရင်ခြေကိုက်တယ်ဒါပေမဲ့ဒီ prophylactic drug ကိုတောက်သုံးထားမယ်ဆိုရင်ငှက်ဖျားယောဂမဖြစ်ဘူးเนาะငှက်ဖျားယောဂမဖြစ်တဲ့အချိန်မှာသူကကြိုပြီးတော့ဆေးတောက်ထားပြီပေါ့နော် prophylactic drug ဒီကြိုတင်ကာကွယ်ပေးတဲ့ဆေးဝါးဆိုရင် are taken before တောက်သုံးရပါ taken ဆိုတာဒီမှာဆေးဝါးတွေကို taken လုပ်တယ်ဆိုတော့ယူရမို့တောက်သုံးတာဖြစ်တယ် before မတိုင်ခင် during အစဉ်တွင် after ပြီးနောက် visiting an area where malaria is endemic visiting an area နေရာတစ်ခုလည်ပတ်မယ် where malaria is endemic ငှက်ဖျားကဘယ်လိုနေရာမျိုးမှာဆိုရင် where နေရာငှက်ဖျားက endemic ငှက်ဖျားကဒီပေါ့အမြဲတမ်းဖြစ်လေဖြစ်တာရှိတဲ့နေရာမှာ endemic ဆိုတာသူ့ပုံမှန်ဖြစ်လေဖြစ်တာရှိရဲ့အဓိကအဲ့မှာခြေနေမှာငှက်ဖျားရှိတယ်အဲ့ကလူရငှက်ဖျားပူဖြစ်လေဖြစ်တာရှိတဲ့နေရာပေါ့နော်အဲ့နေရာမျိုးဘာလို့မလဲ visiting an area လဲပတ်မယ်ဆိုရင် before မတိုင်ခင် during ပြီးနောက်လဲမပတ်ခင်လဲပတ်ပြီးနောက်အခု after လဲပတ်ပြီးနောက် before ဆိုတာမလဲပတ်ခင် during ဆိုတာလဲပတ်နေစဉ်အတွင်း after ဆိုတာလဲပတ်ပြီးနောက်အချိန်မှာတဲ့ဘာလို့ရမလဲဆို prophylactic drug ဒီဆေးဝါးပေါ့ကြိုတင်ကာကွယ်ဆေးဝါးကိုတောက်သုံးရပါမယ်တဲ့နောက်တစ်ခုသွားဆက်ပြောပြတယ် quinine နဲ့နောက်တစ်ခုပါလဲ chloroquine ကဘာကိုပါထပ်လုပ်ပြီးလဲဆိုလို့ရှိရင်တဲ့သူက inhibit တားဆီးပေးပါတယ်တဲ့ protein synthesis protein ဖွဲ့စည်းမှုတားဆီးပေးပြီးတော့ and prevent ကတားဆီးပေးတဲ့ inhibit ဆိုတာသူကဘာလဲဆိုရင်တားမြစ်တယ်ပေါ့နော် protein ဖွဲ့စည်းမှုကိုတားမြစ်တယ် prevent ဆိုတာကတားဆီးတယ် parasite တွေparasite တွေ spreading within the body ခန္ဓာကိုယ် parasite ဘာလဲ spreading ပြန့်နှံ့နေ within the body ခန္ဓာကိုယ်အတွင်းမှာ parasite တွေပြန့်နှံ့ခြင်းကနေတားဆီးပေးပါတယ်တဲ့အဲ့ဒါဘာပြောရရှင်းတာလဲဆိုရင်တော့အရှိမပြောခဲ့တဲ့အတိုင်း infected state ဆိုတဲ့အကြောင်းကိုဆက်ပြီးပြန်ပြီးရှင်းပြမယ်နောက်တစ်ခါပြန်ပြီးရှင်းပါပါမယ် infected state ဆိုတာဘာလဲဆိုရင်ဒီသွေးဖြူဒီတတဝါတွေကဘာအဲ့ပေါ့နော်ဒီယောဂပိုးတွေအပြင်ပမှာဒီလိုမျိုးအသက်မရှင်နေနိုင်ဘူး
သူတို့ပြင်ပမှာအသက်ရှင်နေနိုင်အောင်ဆိုတခြားတော့ဥပမာဆိုရင်သူတို့အပြင်ကနေ protein တစ်ထပ်ကာကွယ်ပြီးအရာတစ်ခုပစ္စည်းတွေမှာသူတို့ဝင်နေရတယ်ဥပမာဆိုရင်အသက်ရှင်အောင်တခြားတတ္တဝါရဲ့ခန္ဓာကိုယ်ထဲမှာဝင်နေရတယ်ဒါမှမဟုတ်ဒီပေါ့ blood cell တွေထဲမှာသူတို့ဝင်နေပြီးတော့အပြင်က protein တစ်ထပ်ကာကွယ်မှုမှာပတ်ဝန်းကျင်ရဲ့ဓာတ်ရိုက်ထိတွေ့မှုမရှိဘဲနဲ့သူတို့အဲ့လိုနေထိုင်မှရရပေါ့နော်အဲကြောင့် chloroquine က inhibit ဘာလုပ်ပြီးလဲဆိုရင်အဲ့ protein synthesis protein ဖွဲ့စည်းမှုကိုတားဆီးပေးတယ်အဲ့ဒါ protein synthesis ဆိုတာ protein ဖွဲ့စည်းမှုတားဆီးပေးဆိုဒီဘာလဲဆိုရင်ဒီအပြင်ကနေဝင်လာတဲ့ဒီပေါ့ယောဂပုံမှားတွေကယောဂပုံမှားရဘယ်အနေလဲဆိုသွေးကနေစင်ဝင်လာသွေးကနေစင်ဝင်လာပြီး red blood cell ကနေ red blood cell ချင်း red blood cell ချင်းကနေသူကကူတာအဲ့ဒီ red blood ပါလာတဲ့ red blood cell ကကြောင့်အဲ့ဒီမှာ plasmodium ရှိပြီးသားအဲ့ကြောင့်အဲ့ red blood cell ကဟာနဲ့တခြား red blood cell ကူတာဖြစ်တဲ့ကြောင့်အဲ့လိုပေါင်းကူမဖြစ်အောင်ဆိုတာ protein synthesis အဲ့လို protein ဖွဲ့စည်းမှုပေါင်းစပ်မှုမဖြစ်အောင်ဒီ chloroquine ကကြောင့်တားဆီးပေးပြီးတော့ဗာလဲဒီ parasite ဒီငှက်ဖျားကပ်ပါကောင်ကဒီခန္ဓာကိုယ်ထဲမှာမပြန့်အောင်သူကတားဆီးပေးပါတယ်တဲ့အကဲသာပေါ့နော်ဒီမှာ protein synthesis ကိုမတားဆီးပေးဘူးဆိုလို့ရှိရင်အဲ့ဒီငှက်ဖျားပိုးကနောက်တစ်ခုစီကနေတစ်ခုကိုကူးနောက်တစ်ခုစီကနေတစ်ခုကိုကူးဆိုပြီးတော့သူကလွယ်ကူနဲ့လိုက်သွားလို့ရတယ်ပေါ့နော်ဒါသူ့ရဲ့အကာအကွယ်ဖြစ်တဲ့ protein synthesis ကိုဘာဖြစ် protein synthesis ကိုဖျက်ဆီးနိုင်ခဲ့တဲ့အတွက်ကြောင့်သူပါတခါရဲ့တိုက်ခိုက်ခံရပြီးတော့တည်ဆုံးသွားမှာနော်ဒါဆိုရင်ဒီ quinine နဲ့ chloroquine ကဘာအနေနဲ့သုံးလဲဆိုရင်သူ့ကို treatment အနေနဲ့သုံးတယ် treatment ကျတော့ကူးစက်ပြီးသားသူ prophylactic မှာစာလုံးပေါင်းအနေနဲ့မှာနော် prophylactic drug အနေနဲ့သုံးတယ် prophylactic drug က preventive လို့အဓိပ္ပာယ်ရပြီးတော့ before during နဲ့ after visit ပြီးတော့ visit မှာ travel မဟုတ်နော် visit ဒါပါတယ်visiting နေရာတစ်ခုပေါ့နော်အဲ့ဒီ endemic အမြဲဖြစ်တာရှိနေရာတစ်ခုသွားတာမှာမတိုင်ခင်နေစဉ်အတွင်းပြီးနောက်ချိန်မှာ level ပြီးနောက်ချိန်မှာတောက်သုံးရပါပဲတဲ့ဒါ preventive drug တွေ prophylactic drug တွေအတွက်ဒါဆေးညွှန်းပေါ့နော်နောက်ကကြတော့ဗာလဲ proguanil ကလည်းဗာလဲအဲ့ဒါဆေးတစ်မျိုးပါပဲတဲ့အနာသာသူကဗာလဲဆိုရင် malaria anti malaria drug တာမဟုတ်တော့အနာသာ prophylactic သူကလည်းအခြားသောကာကွယ်ပေးတဲ့ဆေးတစ်မျိုးပဲဖြစ်တယ်ဒီကပ်ဖျားဖို့ကြိုတင်ကာကွယ်ဆေးမျိုးဖြစ်ဒါပေမဲ့ has မှရှိတယ်တဲ့ add ထပ်ပြီးပေါင်းတဲ့ advantage အကျိုးကျေးဇူးရှိပါတယ်တဲ့ဒါဆိုခဏတော့လို့ပဲဒီငှက်ဖျားပိုးတွေငှက်ဖျားပိုးချင်းတစ်ကောင်လူကြိုက်တယ်အဲ့ဆေးကိုတောက်ထားပြီးသားဆိုရင်အဲ့ချင်းကကြိုက်ပေမဲ့အဲ့လူမှာကူးစက်မှုမဖြစ်ဘူးဗာလဲဒီ prophylactic drug တွေကတားဆီးပြီးတယ်ဒါပေမဲ့သူ့မှာဗာလဲဒီထက်ပိုပြီးတော့ program လေးမှာဒီထက်ပိုကောင်းတဲ့ advantage နောက်ထပ်အစွမ်းတက်သည့်ပေါ့နော်အစွမ်းတက်သည့် advantage ကောင်းကျိုးတစ်ခုရှိသေးတယ်ဘာလို့ဆို inhibiting တားဆီးပေးတဲ့ the sexual reproduction of the plasmodium inside the biting mosquito inhibit ဆိုတာတားဆီးပေးတယ်တားမြင်တယ်ပေါ့နော် sexual reproduction လိင်ရှိမျိုးပွားခြင်း of plasmodium လိင်ရှိမျိုးပွားခြင်း inside the biting mosquito ချင်းရဲ့အထက်မှာဒီ plasmodium နေလိင်ရှိမျိုးပွားခြင်းကိုတားဆီးပေးအဲ့ဒါဘာကိုပြောချင်တာလဲဆိုချင်းတကောင်ကဒီ plasmodium ယောဂါကိုသူကရှိတဲ့သူကိုကိုက်မိရဲ့ခါမှာသူ့စီကသူကဒီယောဂါကိုသွင်းတဲ့သူသူခန္ဓာကိုယ်ရောက်လာပြီးတော့အဲ့ plasmodium ပိုးကသူခန္ဓာကိုယ်ထဲမှာလာပွားရတယ်ချင်းနှမောင်းပေါ့နော်လာပွားတဲ့အခါမှာသူခန္ဓာကိုယ်ထဲမှာလည်းယောဂကူးစက်မှုတွေဖြစ်တယ်။ဒါပေမဲ့အဲ့လူကအဲ့ချင်းရပေါ့နော်တခြားထားပေါ့ဒီ prophylactic drug ဖြစ်တဲ့ဒီ proguanil ကိုတောက်ထားတဲ့သူကိုကိုက်လိုက်တယ်ဆိုပါစို့ကိုက်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ချင်းကိုက်လိုက်ဆိုတဲ့အတွက်ကြောင့်အဲ့ proguanil တောက်ထားတဲ့လူရဲ့ဆိုသူကစုပ်လိုက်ဟိုလူကြတော့ဗာလေ proguanil ကကြိုတင်ကာကွယ်တဲ့အတွက်ကြောင့်သူကယောဂကူးစက်မှုမဖြစ်ဘူးပြီးတော့ဒါပေမဲ့သူကဗာလေအဲ့ချင်းက proguanil တောက်ထားရဲ့အသွေးကိုဆုပ်လိုက်ရင်အမ program တွေပါသွားပြီးတော့ချင်းရဲ့ခန္ဓာကိုယ်အထဲမှာရှိတဲ့ဒီ plasmodium ရဲ့ sexual reproduction ပေါ့နော်မျိုးပွားခြင်းထပ်ပြီးပွားများလာမှုကိုပါတခါရတားဆီးပဲပြောရရင်ဆေးတောက်ထားတဲ့သူ program လေးဆေးတောက်ထားတယ်သူ့ကိုသူကဝယ်ထားတဲ့သူကိုက်မိရဲ့ချင်းကလည်းသူဟာရောပြီးတော့ဒီပေါ့သူကရောပြီးတော့သူခန္ဓာကိုယ်ထဲမှာရှိ plasmodium တွေပါမျိုးပွားနိုင်ခြင်းမရှိတော့ဘူးတဲ့အမှန်ပဲသူဘာဖြစ်လို့လဲဆို program လေးတောက်ထားတဲ့သွေးကိုသူကချင်းကကိုက်မိလိုက်တဲ့အတွက်ကြောင့်ဖြစ်တာပေါ့နော်နောက်က when anti malaria drugs ဒါကကြောင့်ဗာလဲငှက်ဖျားကိုတိုက်ဖြတ်တဲ့ဆေးငှက်ဖျားတိုက်ဖြတ်ဆိုတာဖယ်ချိန်မှာအသုံးပြုတယ်ဆိုရင်ယောဂဖြစ်ပြီးရဲ့တွေမှာအသုံးပြုတဲ့ဆေးပေါ့နော်အဲ့ဒါကဆိုရင်အသုံးပြုတဲ့နေရာတဲ့ have been used widely ဘယ်လိုနေရာမျိုးလဲဆိုဒီငှက်ဖျားယောဂဒါအကွဲဆိုတာဒါယောဂဟာ adjective အနေနဲ့ပြောပြအောင်နော်ငှက်ဖျားတိုက်ဖြတ်တဲ့ဆေးတွေဒီဖြစ်ပြီးသားလူကိုကုသတဲ့ဆေးတွေကိုတဲ့ကြကြပြပြအသုံးပြုတဲ့နေရာမှာဆိုရင် there are ဘာရှိလဲဆိုရင်there are strain or drug resistant plasmodium အဲ့နေရာမှာရှိပါ strain ဆိုတာအမျိုးအစား of drug resistant plasmodium ယောဂါကိုခုခံနိုင်တဲ့ဆေးကိုခုခံနိုင်တဲ့ plasmodium ယောဂါပိုးတွေရှိလာပါတယ်အဲ့ဒါဘာပြောချင်တာလဲဆိုလို့ရှိရင်เนาะ
ဒီငှက်ဖျားပိုးကိုငှက်ဖျားဒီလူတယောက်ကငှက်ဖျားဖြစ်လို့ငှက်ဖျားဆေးတောက်ဒါပေမဲ့သူ့ခန္ဓာကိုယ်အားနေတဲ့အတွက်ကြောင့်ပဲဖြစ်သူရဲ့ခန္ဓာကိုယ်ထဲမှာငှက်ဖျားကိုမတိုက်ဖြတ်နိုင်တာမျိုးဖြစ်သွားတယ်ဖြစ်သွားပြီးတော့ငှက်ဖျားဟာဒီဆေးသူတောက်လိုက်တဲ့ဆေးငှက်ဖျားတိုက်ဖြတ်တဲ့ဆေးကိုခံနိုင်ရှိတဲ့ငှက်ဖျားပိုးဖြစ်သွားတယ်အကယ်၍သာအဲ့ဒီဆေးဝါးကိုခံနိုင်နေရှိတဲ့ငှက်ဖျားပိုးတွေရှိတဲ့လူကိုသာရှင်တကောင်ကိုက်သွားပြီးတခြားလူတယောက်ကိုကူးဆက်သွားမယ်အဲ့ချင်းတယ်သွားတာဗါလဲဆိုငှက်ဖျားတိုက်ဖြတ်တဲ့ဆေးကိုခံနိုင်ရင်ရှိတဲ့ငှက်ဖျားပိုးကိုတခြားလူတယောက်ကိုဖြန့်ပေးလိုက်တယ်လို့ဖြစ်သွားအဲ့မှာယောဂပိုးပြီးဆိုးလာတယ်ဗောနော်အဲ့လိုနီးနဲ့ plus ODN တွေကသူတို့ရဲ့တဆင့်တက်သွားတယ်ခံနိုင်ရှိလာမှုကနေတခြားသောလူတွေဒုက္ခပေးတာဗောနော် The drug is no longer effective against the pathogen နဲ့ drug ဆေးဝါးဆိုဒါကတော့ဒီဒါ because နဲ့တူတယ်ဒါ because နဲ့တူတယ်ဒီမြင်ရောက်တယ် because နဲ့တူတယ်အဖေရောက်ဆိုတော့ drug ဆေးဝါးဆိုလို့ရှိရင်အဲ့လိုဖြစ်လာရင် no longer effective against နောက်ထပ်ပြီးတော့တက်ရောက်မှုမရှိတော့ပါဘူးလေ against the pathogen against ဆိုဆန့်ကျင်တိုက်ခိုက်ဖို့အတွက် pathogen ယောဂကိုဆန့်ကျင်တိုက်ခိုက်ဖို့အတွက်သူ့မှာစွမ်းမရှိတော့ပါဘူးတဲ့ဒါ program ကြောင့် widespread drug ဒီဆေးဝါးကိုကြည်ကြည်ပြတ်အသုံးပြုတဲ့နေရာမှာဒီဘာဖြစ်လာလဲဆိုတော့ဆေးဝါးတောင်ခံနိုင်တဲ့ plasmodium တွေပေါ်လာသူကပေါ်လာပြီးတော့သူကသူနေတာမဟုတ်ပါနဲ့ချင်းကအဲ့ယောဂဒီဆေးတန်ခံနိုင်တဲ့ယောဂပိုးရှိတဲ့လူကိုကိုက်လိုက်တဲ့ချိန်မှာအဲ့သွေးထဲမှာဆေးတန်ခံနိုင်တဲ့ယောဂပိုးပါသွားပြီးတခြားလူကူးဆိုင်ပိုးပြီးတော့ပြင်းတယ်ပြင်းတဲ့အခါမှာအဲ့ဒီလူကိုသွားပြီးတော့ရိုးရိုးဆေးပေါ့သူခဏတော့ anti malaria drug တွေနဲ့သွားပြီးကုသတဲ့အခါမှာဆေးကမတိုးတော့ဘာလို့လဲသူကဆေးတိုက်ပြီးတော့ဆေးနဲ့တိုက်ချက်တာမှမသေးတဲ့မျိုးရိုးရှိတဲ့မျိုးရိုးပြောင်းသွားတဲ့အကောင်မျိုးစားပေါ့နော်အကောင်ကိုတည်လာမိပြီးတော့ကူးဆက်သွားလို့ဖြစ်သွားတဲ့အကြောင်းပေါ့နော်အဲ့မှာနောက်ထပ်ဆေးတွေလည်းပေါ်လာပါတယ် mefloquine ဆိုတာ is a new drug ဆေးဝါးအသစ်တစ်မျိုးဖြစ်ပါတယ်ဒါဒုတိယပိုင်းရောက်ပါတော့ is used in South Africa တောင်အမေရိကတိုက်မှာအသုံးပြုပါတယ်တဲ့တောင်အမေရိကတိုက်ဆိုတာဟိုအာဖရိကဘက်ခြမ်းပေါ့နော်ဒါဒီဘက်တွေချင်းတယ်တောင်အမေရိကတိုက်တွေမှာတဲ့အသုံးပြုရနောက်ပါတယ်အာဖရိကမှာသုံးတယ်နောက် New Guinea မှာအသုံးပြုပါတယ်ဒါဆိုဒါကဘာလဲဆိုရင်ဒီတောင်အာဖရိကနိုင်ငံတွေတောင်အမေရိကနိုင်ငံတွေအဲ့ဘက်တွေမှာတဲ့ဒီဆေးကိုအသုံးပြုတယ်ဒီကောင်ပြင်းထန်တယ်ပေါ့ဘာလို့လဲဆိုတော့အရှိမပြောခဲ့တဲ့အာဖရိကငှက်ဖျားအရန်ဖြစ်တဲ့နေရာဒါဆိုငှက်ဖျားအရန်ဖြစ်တဲ့နေရာတွေမှာ mefloquine ကိုအကျန်းကင်ပြီးတော့သုံးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပေမဲ့ however mefloquine is expensive mefloquine ကဈေးကြီးပါတယ်တဲ့ sometime တခါတရံမှာ cause ဖြစ်စေတယ်တဲ့ unpleasant side effect unpleasant ဆိုတာမနစ်မြို့ခွေရ side effect ဆိုတာဆိုးကျိုးဆက်ရှက်အဲ့မှာ side effect တွေကြောင်းဘယ်နှခုလဲ side effect ၄ခုကြောင်းရှင်းပြခဲ့ဒါပါလဲဆိုရင် mefloquine ကြောင့်ဖြစ်တဲ့ side effect ၄မျိုးဆိုရင်ဒီကောင်တွေဖြစ်တယ်။ကွာအဲ့မှာပေါ့နော်တခါကျကွာဒီနားရေးတဲ့အတွက်ကြောင့်ရေးချက်နေတဲ့အဆင်ပြေဆိုဒီလိုလေးအကြောင်းကြီးစီနံပါတ်၄တက်ပြီးတော့ဒီလိုရေးပြီးတော့မှစံတန်းမှာနည်းနည်းစာရွက်အကုန်ခံတာဘာမှမဖြစ်ဘူး။နောက်ပိုင်းကျမှမလွယ်ဖြစ်ပါစေလို့အဲ့လိုရေးပြီးတော့မှတယောက်ကတော့ကြောင်းစိတ်အဲ့ကြတော့ကိုကြက်တဲ့ခါကျရင်မျက်လုံးရှင်းတယ်အချက်လည်းမကြံတော့ဘူးအနေရာခြံပြီးတော့ဒီလိုရေးပေါ့နော်ရေးကျင့်တဲ့အခါကျရင်အဲ့လိုရေးဆောင်းမကဖြည့်တဲ့အခါကျတက်နိုင်တော့ဖုန်းလေးတွေအတိုင်းဖြစ်အောင်စူးစမ်းပြီးရေးပေးပါပေါ့နော်အဲ့ဒါဆိုရင်ပထမဆုံး redness ဆိုတာဒီမနာမနေဖြစ်တယ်ဆိုတာမဟုတ်ဘူးဗါလေသူကဒီပေါ့ခဏမငြိမ်ဖြစ်တာပေါ့နော်ခဏမငြိမ်ဖြစ်တာတုံချမ်းတာပေါ့နော်နောက်တစ်ခု disease နဲ့ခေါင်းမူးတာနောက်တစ်ခု vomiting or anna distress တိအိမ်မပြောဖြစ်တယ်အဲ့ဒါဘာလဲဆေးပြင်းတဲ့အခါမှာခန္ဓာကိုယ်အားနေပြီးတော့ဖြစ်တဲ့ယောဂမျိုးပေါ့နော်ဒါဆိုရင်ဒါဒစီနဲ့မူးဝေတာပေါ့နော်ဒါကကျတော့ vomiting or anna အဲ့တော့ restlessness နဲ့ဖြစ်တဲ့ကြောင့်ချွေးတွေထွက်လာတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါပေါ့ဒါနောက်တစ်ခုကဆိုးကျိုးရမှာအဲ့ဒါဘာထည့်ထားပြီလဲဆိုရင် expensive ပါထည့်ထားပြီလေဟုတ်ဒါဆေးဒါပေမဲ့ဒါကတော့ဗာလဲ side effect မဟုတ်ပါနော် side effect မဟုတ်က side effect ဆိုတာကဆေးကြောင့်ဖြစ်တဲ့ side effect ကိုလည်းဟိုပဲ side effect လို့ပြောပါတော့ဒါရောကိုဆရာကိုဒီရဲ့လူဆရာကိုဖြစ်ရင်ဖြစ်တာပေါ့ side effect ကဘာလဲဆိုတော့ဆေးကြီးနေရပါလို့ပြောလို့မရဘူးဟုတ်တယ်မလား restlessness ဆိုတာဗာလဲဒါကဗာလဲဒီမတိုင်လေးမျိုးကဗာလဲဆိုရင် mefloquine ကြောင့်ဖြစ်တဲ့ဒီ side effect ဆေးကြောင့်ဖြစ်တဲ့ beadroot ဆိုးကျိုးတွေပါဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီပေါ့တုံတာပေါ့နော်ချမ်းတုံတာဖြစ်တဲ့မူးဝေတာဖြစ်တဲ့အော့အန်တာဖြစ်တဲ့နောက်တစ်ခုကဗာလဲအိတ်မပြောတာဖြစ်တာပေါ့နော်နောက်တစ်ခုကကျတော့ resistant to mefloquine ဟာဒါကဗာလဲဆို mefloquine ကိုခံနိုင်တဲ့အကောင်ကြီးရတယ်တဲ့ has developed ရှိလာပါပြီရဲ့ in some area အချို့သောနေရာတွေမှာရှိလာပါပြီတဲ့ notably အဓိကအားဖြင့် the border region of Thailand
border region ဆိုတာက border ဆိုတာကနယ်စပ်region ဆိုတာဒေသ of Thailand ရဲ့နယ်စပ်ဒေသရဲ့မှာ notable ချင်းရှားဖြစ်လာပါအဲ့ဒါဘာလဲဆိုရင်အဲ့ဒါကိုဒါကတော့လွယ်လွယ်နဲ့မှတ်လိုက်လို့ရပါတော့အရှိမကသူ့ဟိုက anti malaria drug တွေကိုခံနိုင်တဲ့ကောင်တွေလည်းပေါ်တယ်အဲ့ကောင်တွေကလည်းပေါ်တယ်အဲ့လိုပဲဒီ buffalo queen ကိုခံနိုင်တဲ့ကောင်ကလည်းထိုင်းနယ်စပ်နာမှာပေါ်ရလို့မှတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုဖြစ်လာလဲဆိုရင်အဲ့မှာရှိတဲ့လူတွေကဒါကတော့နီးစနစ်တိုင်းကျမ်းမာရေးရပြောမယ်ဒီပညာရပြောမယ်ဆိုရင်ဗာလဲအဲ့မှာရှိတဲ့လူက buffalo queen တောက်ပြီးတော့အဲ့ခန္ဓာကိုယ်ထဲမှာသူတို့ buffalo queen တဲ့ဒီဆေးပိုးနဲ့ရှင်ပါသွားတယ်ပိုးက buffalo queen နိုင်သွားပြီအဲ့နိုင်သွားတဲ့သူတွေကချင်းတွေကအဲ့လိုကကိုက်ပြီးတော့တခြားဟိုဖြန့်တယ်အဲ့အကြောင်းဒီလိုမျိုးပေါ်လာပါတော့ကတော့ evolution ဖြစ်စဉ်ပေါ့ဒါကတော့ရှုပ်ထွေးတယ်ပါရှုပ်ထွေးတာမဟုတ်ပေါ့ဒါတဘာဝရဲ့ပါပေါ့နော်သူကလည်းယောဂပွဲသူ့ကိုသူတို့အဆင့်မြင့်တင်ပြသက်ရှောင်နေတာပေါ့ဒီဘောက်ဖြစ်စီပေါ့ဒါ antibiotic ကဘာလဲဆိုလို့ရှိရင်ဒါယောဂပွဲရဲ့အကြောင်းပေါ့နော်အခြေမှာပြောခဲ့တာ plasmodium ရဲ့သဘောတရားပါ antibiotic ဆိုတာဘာလဲဆိုပဏိဇီဝပစ္စည်းdoxycycline ဆိုတဲ့ပဏိဇီဝပစ္စည်းကိုတဲ့ is also used အသုံးပြုပါတယ်ဘယ်အနေနဲ့လဲဆိုရင် prophylactic drug လာပြန်ပြီးသွားပါလဲကြိုတင်ကာကွယ်ပစ္စည်းနဲ့သုံးတယ်ဟုတ်ကြိုတင်ကာကွယ်ပစ္စည်းရတယ်အခုနဲ့ဆိုဘယ်နှမျိုးရှိသွားလဲအနည်းဆုံး၄မျိုးရှိပါတယ်ကလိုကွင်းနဲ့quinineနဲ့ကလိုကွင်းလည်း prophylactic drug အနေနဲ့သုံးတယ်နောက်တစ်ခုဖြစ်တဲ့prophylactic drug နောက်တစ်ခုဖြစ်တဲ့ Bulan အဲ့ဒါprogram လည်း prophylactic နဲ့သုံးသူကဘာလုပ်ပေးလဲadvantage တောင်တစ်ခုရှိသေးတယ်နော် sexual inhibited sexual reduction လုပ်ပေးဟုတ်တယ် plasmodium လုပ်ပေးနော်ကလိုကွင်းမှာလည်းသူလည်းထားစီးပေးတာတခုရှိတယ်။ဒါချာမှတ်နော်။အဲ့ဒါပြန်ကြည့်တာကိုခုချိန်မှာပြန်ပြောလို့ခေါင်းထဲမပေါ်ဆိုတက်ပြန်ကြည့်ရပါတော့မပြောပြအောင်ပါဘူး။အဲ့ဒါဆိုဒီမှာဆိုလဲ doxycycline ဆိုလဲဘာလို့ပြလဲဆို prophylactic drug ပဲသူကြိုတင်ကာကွယ်ပေးတဲ့ပစ္စည်းပေါ့နော်။ artesunate အဲ့လိုမှာပါ artesunate ဆိုတာရှိပါတယ်။ artesunate ဆိုတာဘာလဲ address ဆေးဝါးတစ်မျိုးဖြစ်တယ်တဲ့။ Dry from the plant compound အပင်ရဲ့ compound ကနေယူအပင်ရဲ့ compound ဆိုတာအပင်ထဲမှာရှိတဲ့ဓာတ်တုတစ်မျိုးပေါ့နော်သူကသူအပင်ထဲမှာဖွဲ့စည်းကြတဲ့ဓာတ်တုတစ်မျိုးအဲဆို compound ဆိုတာကအဓိကအဖြစ်drug တွေပေါင်းစည်းထားတဲ့ဥစ္စာမျိုးပေါ့အဲဒီကနေ chemical ပုံစံမျိုးပေါ့ဒီမှာပေါ့ဒါsuicide လို့ပြောတာဒါကတော့ artesunate ကကြည်မှာပေါ့ဒီအပင်ထဲမှာရှိတဲ့ compound တစ်မျိုးပေါ့နော်ဒါကတော့ compound တွေကတော်တော်များများကတော့ပြောအပင်ကနေထုတ်ယူရလွယ်တာပေါ့အဲ့လိုအပင်ကနေထုတ်ယူတဲ့အပင် compound ဖြစ်တဲ့ artemisinin ကနေထုတ်ယူလိုက်တဲ့drug ဆေးဝါးကိုကျတော့ဘာလို့ခေါ်လဲဆိုတော့ artesunate လို့ခေါ်ပါတယ်ဒါပေမဲ့သူကတစောင်းရေးတာမဟုတ်တဲ့အတွက်ကြောင့်ဘာလဲသူမြင်ထားကြမလို့ဘူးเนาะမြင်စားမလို့တော့ထင်ပါတယ်ကိုပုံလေးတော့တစောင်းရေးထားရဆိုရင်မြင်ထားဖို့လိုအပ်ပါမယ်เนาะအဲ့ဒါကိုဗမာသုံးလဲဆိုထုတ်ပြီးအပင် compound ဖြစ်တဲ့ artemisinin ကထုတ်တဲ့ artesunate ကိုဗမာသုံးလဲဆို is used အသုံးပြုပါတယ်တဲ့ရိုးရိုး artesunate တော့မဟုတ်ပါနဲ့အပင် compound ဖြစ်တဲ့ artemisinin ကနေထုတ်ထားတဲ့artesunate အဲ့ကောင်အသုံးပြု is used in combination ပေါင်းစပ်အသုံးပြုတယ် with the buffalo queen နဲ့တူပေါင်းစပ်အသုံးပြုခဏပြောခဲ့လေ buffalo queen ကိုထိုင်းနိုင်ငံနယ်စပ်တွေမှာခံနိုင်ရှိလာဆိုအဲ့ကောင်ဖြည့်ရှင်းရဘယ်လိုဖြည့်ရှင်းလဲဆိုဒီအပင် compound ဖြစ်တဲ့ artemisinin ကရလာတဲ့ဆေးဝါး artesunate ကိုအသုံးပြုရယ်သုံးပြဘာမှသုံးလဲဆို buffalo queen နဲ့ပူးပေါင်းပြီးသုံးပြအမှန်ပြောရင် buffalo queen ကိုခံနိုင်ရှိတဲ့အကောင်ဆိုရင်အဲ့ဒါဘာလို့လဲ buffalo queen ရော artesunate ရောပေါင်းပြီးတိုက်အဲ့လိုအဲ့ဆို to treat ကုသဖို့တဲ့ infection of the plasmodium falciparum အဲ့မှာဒါဒီကောင်ပဲဖြစ်မယ်နော် infection ကူးစက်မှု of the plasmodium falciparum ကူးစက်မှုဖြစ်တယ်ပီလဲမြင်တာပြပါနော်ပီတစ်ခုလည်းမြင်တာ falciparum တစ်ခုလည်းမြင်တာဘာလို့ပီကပါလဲ plasmodium ဆိုတဲ့အရှိရစကလုံးရင်းညွှန်းကြောင့်ပီတစ်ခုမြင်တာ falciparum တစ်ခုမြင်တာပါနော်နှစ်ခုမြင်တာပြောင်းမယ်ဒီကြောင့်ဒီစကလုံးမှာto treat infection ကူးစက်မှု plasmodium falciparum ကူးစက်မှုကိုကုသဖို့အတွက် buffalo queen နဲ့ artesunate ကိုပေါင်းပြီးတော့အသုံးပြုရပါမယ်တဲ့ဒါကတစ်ကောင်နဲ့မနိုင်လို့နှစ်ကောင်ပေါင်းပြီးတော့တော့ပြင်းထန်တယ်မှာ side effect လည်းရှိသေးတယ်ဒါတော့ပြင်းထန်တဲ့ဥစ္စာဈေးလဲကြီးတဲ့ဟာနဲ့ artesunate ကိုလည်းပေါင်းပြီးတော့တိုက်ရအောင်လုပ်ရပါတယ်တဲ့ခုဒီ video မှာတော့ prevention of the malaria အမုံ treating malaria ကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်အကယ်ဒီ video နဲ့ပတ်သက်ပြီးမရှင်းနိုင်ရှိမယ်ဆိုရင် comment မှာဘယ်အကြောင်းမရှင်းဘူးလဲဆိုတာကိုဘယ်နဲ့ပတ်သက်ပြီးနားမလည်ဆိုရင်ရှင်းပြပေးပြောခဲ့လို့ရပါတယ်အဲ့ဘက်နဲ့ပြီးတော့သက် video လုပ်ပြီးရှင်းပြပေးပါမယ်ဒီ video ကြည့်ပါတစ်ခေါက်ပြန်ပြီးတော့ကြက်ပါပြီးတော့ပြန်ပြီးရင်းနိုင်အောင်စူးစမ်းပါအရှိခန်းတွေကိုလည်း revision တက်နိုင်တော့ပြန်ပါအစဉ်ပြန်တော့ပြန်ပါလို့တိုက်တွန်းချင်ပါတယ်အခုခန်း9တော့မတင်ပေးဖြစ်ပါဘူးဆိုမမီမှာဆိုလို့အခန်း6အရင်တင်ပေးပါဆိုကျွန်တော်တို့ကလည်းအခန်း6ကိုအရင်ကြက်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အခန်း6ကိုအရင်တင်ပေးကြည့်ပါမယ်အခန်း6ကိုအရင်တင်ပေးကြည့်ပါမယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းလေး group မှာYouTube မှာတင်ထားပေးပါမယ်အခုအားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်လူရာရှိရင်ပြောပါပေါ့နော် comment မှာကြိုက်ရရေးခဲ့ပြီးရပါတယ်